အခါမှ reject မရှိဘူးတဲ့ကျွန်တော် COE 100% အာမခံနိုင်တဲ့ပြီးတော့ Tokyo မြို့လေကောင်မှာရှိတဲ့ class 1 အဆင့်ရှိတဲ့ကျွန်တော်တို့ language school တွေကိုရှာနေတဲ့ညီကိုမောင်နှမတွေရှိလားပေါ့နော်ရှိတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါအန် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုကိုကြည့်နေတဲ့ညီကိုမောင်နှမတွေထဲမှာ2026ခုနှစ်အတွင်းကိုပေါ့နော်ဂျပန်ကိုအရောက်သွားမယ်လို့ရည်မှန်းထားတဲ့လူတွေရှိရင်ကျွန်တော်တို့နောက်ဆုံးအခွင့်အရေးလေးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ကျွန်တော်တို့2026ခုနှစ်အောက်တိုဘာ intake ပေါ့နော်အောက်တိုဘာ intake အတွက်ဒါ language school ခေါ်ယူမှုတွေပဲဖြစ်ပါတယ်နော်ဆိုတော့ language school တွေကတော့ခေါ်နေတာပဲပေါ့အခြေအနေတွေဘယ်လိုရှိလဲဘာတွေခွာခြားလဲပေါ့နော်ကျွန်တော်တို့အကြောင်းမှာခေါ်နေတဲ့ interview ပေါ့နော် interview လေးတွေမကြခင်လာတော့မယ်ဘယ်အကြောင်းတွေကခေါ်လဲဆိုရင်ဂျပန်နိုင်ငံမှာ ranking အကောင်းဆုံးဖြစ်တဲ့ class 1အဆင့်ရှိတဲ့အကြောင်းဖြစ်ရမယ်နောက်တစ်ခုက Tokyo မှာဖြစ်ရမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ COE 100% အာမခံပေးနိုင်တယ်ပေါ့နော် reject တစ်ခါမှမရှိဘူးတဲ့အကြောင်းလည်းဖြစ်ရမယ်နော်ကျွန်တော်အကြောင်းလားကားတွေကလည်း1080ကနေ1100ကြားနော်1100အထိပေါ့နော်ပြောရမယ်ဆိုရင်တော့80ကနေ100အထိရှိတဲ့အကြောင်း3ကြောင်းတောင်ကျွန်တော်တို့စီမှာ interview ဒါပေါ်တယ်ပေါ့နော်ဆိုတော့မကြခင်မှာ interview တွေလာတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့အခုကနေစပြီးတော့ဒီလိုမျိုးအကြောင်းကြီးတွေကိုတက်ဖို့ရည်မှန်းထားတဲ့ညီကိုမောင်နှမတွေရှိရင်အမြန်ဆုံးလာရောက်ခဲ့ဖို့ကျွန်တော်ကတော့ဖိတ်ခေါ်ချင်ပါတယ်ပေါ့နော်ဆိုတော့ဒီအကြောင်း3ကြောင်းစလုံးကကျွန်တော်တို့သူတို့အကြောင်းပါပေါ့နော်ရှိပြီးသားမြန်မာအကြောင်းသားအရေးအတွက်လည်းဒါအယောင်50ကျော်ရှိနေပါတယ်အကြောင်းလာကားတွေအနေနဲ့က1080ကနေ1100အထိရှိပါတယ်တကယ်ဥမာ activity တွေအများကြီးနဲ့ကျွန်တော်တို့ဂျပန်စာကိုပေါ့နော်တကယ်တက်မြောက်အောင်စာကိုအဓိကထားပြီးသင်ပေးနေတဲ့အကြောင်းတွေဖြစ်တဲ့အတွက်ကျွန်တော်ပညာရေးကိုတကယ်လိုလားတဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်တော့ဒါလက်မလွတ်တဲ့ခွင့်ရလေးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီမှာလဲကျွန်တော်တို့ကန့်သက်ချက်သတ်မှတ်ချက်လေးတွေတော့ရှိတာပေါ့နော်ဒီကျောင်းတွေကိုရှောက်ဖို့အတွက်ကျွန်တော်တို့လိုအပ်ချက်ကတော့နံပါတ်1ကအသက်28နှစ်အောက်ဖြစ်ရပါမယ်အသက်28နှစ်အောက်ဖြစ်ရမယ်ပြီးတော့ကျွန်တော်တို့ပညာရေးစနစ်ပေါ့နော်ပညာရေးမှာကျွန်တော်တို့ဒီစနစ်အဟောင်းဆိုရင်လည်းဒါ10တန်းပေါ့နော်10တန်းစနစ်အဟောင်းရှိရင်လည်းရတယ်အခုနောက်ပိုင်း grade 12ပေါ့စနစ်သစ်ရှိလည်းရတယ်ပြီးတော့နောက်တစ်ခု GED ဆိုတဲ့စာမွေးအောင်ထားရင်လည်းရပါတယ်ကျွန်တော်လက်ခံနေပါတယ်အရေးအကြီးဆုံးကတော့ N4 ပါ N4 အောင်လက်မှတ်ရှိရပါမယ် JLPT တို့မဟုတ် net test ပေါ့နော်N4 အောင်လက်မှတ်ရှိရမယ်ကျွန်တော်တို့လက်ရှိမှာ N3 ကိုလေ့လာနေတဲ့အကြောင်းသားတွေဖြစ်ရင်တော့ပိုကောင်းတာပေါ့နော်ဆိုတော့ interview training တွေကိုလည်းဒါကျွန်တော်ကိုယ်တိုင်ပဲသင်ကြားပေးမှာဖြစ်တဲ့အတွက် interview မအောင်မှာတော့စိတ်ပူစရာမရှိပါဘူး interview training ကိုကျွန်တော်ကိုယ်တိုင်ဒါလေ့ကျင့်သင်ကြားပြီးတော့ interview တွေဝင်ခိုင်းနေပါတယ်နော်ဆိုတော့ဗီဇာဒီလျှောက်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကုန်ကြစရိတ်တွေကြာချိန်တွေလိုအပ်ချက်တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့လူကြီးမိဘတွေနဲ့တဦးတယောက်ချင်းတိုင်ပင်နဲ့ဆွေးနွေးတယ်ပြီးတော့ကျွန်တော်ပုံဝင်လင်းပဲပြောပြတယ်လောက်ကင်နေတာဖြစ်ပါတယ်ဆိုတော့အော်တိုဘိုင်ဒိတ်ကိုရှောက်ဖို့လည်းစဉ်းစားနေတယ်ကြောင်ရွေးရလည်းခတ်နေတယ်ဆိုရင်တော့ကျွန်တော်အခုပြောတဲ့ကြောင်3ကြောင်ကိုထည့်သွင်းစဉ်းစားဖို့လိုပါမယ်အော်တိုဘိုင်ဒိတ်ကကျွန်တော်တို့ဒီနှစ်ရဲ့တလပိုင်းလောက်ထဲကတချို့ကြောင်တွေကဒီ interview တွေပေါ့နော်စခေါ်နေတာဖြစ်တဲ့အတွက်အခုမှစပြီး join မယ်လို့စဉ်းစားနေရင်တော့နည်းနည်းနောက်ကျနေပြီလို့ပဲပြောရမှာပေါ့လေနော်အကြောင်းနေသိမကြံတော့ပါဘူးဆိုတော့ interview သိမရှိတော့တဲ့အတွက်ဒီလိုမျိုးပြည့်စုံတဲ့အကြောင်းမျိုးထည့်ရဖို့ပါလေခွင့်ရရှိမှာမဟုတ်တော့ပါဘူးဒါကြောင့်မြန်ကျွန်တော်တို့လာရောက်ပြီးတော့စုံစမ်းမှာမေးမြန်းမှာဒီလိုတဲ့ဟာကိုကျွန်တော်ဒီလိုတဲ့အရာတွေအကုန်လုံးတနေရာထဲမှာတထိုင်နဲ့အကုန်လုံးဆွေးနွေးပြီးတော့ရှင်းပြပေးနေပါတယ်အသေးစိတ်ပေါ့နော်ကျွန်တော်နဲ့တွေ့ပြီးတော့ဆွေးနွေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်မြောက်တကုံရန်ကုန်မှာနေတဲ့လူတွေဆိုရင်တော့မြောက်တကုံ
ပင်လုံလမ်းမပေါ်မှာရှိတဲ့ SJTC လို့ခေါ်တဲ့ဂျပန်စာသင်တန်းကျောင်းပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အမြဲတမ်းရှိပါတယ်အကယ်၍နေရညီကိုမောင်နှမတွေဖြစ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဖုန်းနံပါတ်လေးတစ်ခုပေါ့နော်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့431 432 305ကိုလည်းဆက်သွယ်လို့ရတယ်လို့ကျွန်တော်ကျောင်းရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3998396133လုံးဒီကိုလည်းတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် GTC ကျောင်း page ကိုလည်းတွားပြီးတော့ပေါ့ဒီစာနဲ့မေးမြန်းရင်လည်းရပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဆွေးနွေးတိုင်ပင်ပေးနေပါတယ်ကျွန်တော်ရဲ့ဒီ description ဆိုတဲ့နေရာလေးမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ပြီးတော့ SGTC ဂျပန်စာသင်တန်းကျောင်းရဲ့ဖုန်းနံပါတ်နဲ့လိပ်စာပေါ့နော်ပြည်စုံလေးကိုကျွန်တော်ရေးပေးထားပါမယ်အချိန်မရွေးအတူမဆိုပေါ့နော်အချိန်ရတယ်ဆိုရင်ကျွန်တော်နဲ့လာရောက်ဆွေးနွေးတိုင်ပင်ပြီးတော့ဒါတွေကိုမေးမြန်းစုံစမ်းလို့ရပါတယ်ဆိုတော့ကျွန်တော်တို့မြန်လေးလာမှာတော့ရပါမယ်အင်တာဗျူးတွေကမကြတော့ပါဘူးအခုကျွန်တော်တို့တွေအင်တာဗျူးတွေအတွက်စတင်ပြင်ဆင်နေပြီဖြစ်လို့ပေါ့နော်အများဆုံးလာခဲ့ပါ